Hello Stella ပါ Stella ဒီနေ့က TikTok မှာဗီဒီယိုတင်တိုင်း view 300လောက်မှာပဲရန်နေတဲ့သူတွေအတွက်ကိုအမားကြီးမိုင်းတစ်ခုတော့ပြောပြမှာဖြစ်ပါတယ်။အကြောင်းကတော့ TikTok ရဲ့ algorithm ကတင်ရဲ့ဗီဒီယိုကိုဘယ်သူစီကိုပို့ပေးရမှန်းသိဖြစ်နေတာ။အဲ့တော့တင်ဟာဗီဒီယိုစရိုက်တော့မယ်ဆိုရင်ကိုဗီဒီယိုကဘယ်သူအတွက်လဲဘယ်သူအတွက်ကိုရိုက်မှာလဲဆိုတာကိုသိထားဖို့လိုတယ်။နံပါတ်1ကတော့ဟုတ်ပါနော်ပထမ3စက္ကန့်မှာလူတွေရက်ကြည့်နေအောင်ကိုကလုပ်ရမယ်ပေါ့နော်လူတွေရက်ကြည့်နေအောင်ကိုလုပ်နိုင်မှာပို့ဗီဒီယိုကို TikTok က for you ပေါ့ကိုပို့ပေးမှာအဲ့တော့လူတွေရက်ကြည့်နေအောင်ဘယ်လိုလုပ်ရလဲဥပမာကိုကဈေးရောက်နေပဲထားလိုက်ပါဈေးရောက်တော့မယ်ဆိုရင်ကိုဗီဒီယိုတင်တဲ့ပုံမှာစာတန်းလူတွေအများဆုံးမှားကြတဲ့အမားနှစ်ခုဘာမှမဟုတ်လူတွေကိုမေးခွန်းထုတ်တင်တယ်လူတွေစိတ်လှုပ်ရှားလာအောင်ကိုပထမ2စက္ကန့်နဲ့3စက္ကန့်နဲ့လုပ်ရမယ်ပေါ့ဗီဒီယိုရဲ့အစမှာလူတွေစိတ်ဝင်စားအောင်လို့စာတန်းကြီးကြီးလေးနဲ့လူတွေအများဆုံးမှားကြတဲ့အမားနှစ်ခုဒါမှလူတွေစိတ်ဝင်စားခြင်းနဲ့အကြောင်းအရာကိုစတင်အဲ့တော့တင်းရဲ့ဟူကောင်းနေဆိုရင်တော့လူတွေကတော့စက်ကြည့်နေပေါ့နော်စက်ကြည့်တဲ့ချိန်မှာအလဲပိုင်းကိုရောက်တော့လိမ့်ဆိုရင်လေလူတွေကိုမပြင်းမရစေဘူးediting ကောင်းကောင်းလုပ်တတ်ဖို့လေလိုတယ်ပေါ့နောက်တစ်ခုကလူတွေကကိုယ့်ကိုချစ်လာအောင်လုပ်တဲ့ရမယ်လူတွေကချစ်လာမှကိုယ့်အကောင့်ကို follow လုပ်မယ်အသေးပေးမယ် for you ပေါ်ကို TikTok